ဒီငှက်ကတော့အာဖရိကတိုက်မှာအန္တရာယ်ရှိဆုံးလို့သတ်မှတ်ထားကြတဲ့ငွေတွေကိုလိုက်လံအမဲလိုက်တဲ့ငှက်ဖြစ်ပါတယ်။အတွင်းဝင်ငှက်ဟာသားကောင်ကိုဖမ်းဆီးတဲ့အခါသူ့ရဲ့နှုတ်သီးကိုအရင်ဆုံးအသုံးမပြုပါဘူး။ခြေထောက်တွေကိုသာအဓိကအသုံးပြုတာဖြစ်ပါတယ်။အခုသူမရဲ့ရှေ့မှာရှိနေတာကတော့လင်းမြန်တဲ့အစိတ်ပြင်းနေပြီးတော့အသက်အန္တရာယ်ကိုစက္ကန့်ပိုင်းအတွင်းပေးစွမ်းနိုင်တဲ့ငွေဟောက်တစ်ကောင်ဖြစ်ပါတယ်။တစ်ချက်တင်ကြိုက်ခဲခံရရုံနဲ့တင်ဒီငှက်ကလေးဟာမိနစ်ပိုင်းအတွင်းလေဖြတ်ပြီးသေဆုံးသွားနိုင်ပါတယ်။ငွေဟောက်ကြီးကအပေါ်ကိုထောင်ထလာပြီးသူ့ရဲ့ပပြင်းကိုကားလို့ရန်ပြုတ်တိုက်ခိုက်လိုက်ပေမဲ့အတွင်းဝင်ငှက်ကဓာတ်ထက်မကပုံမိုလင်းမြန်စွာလှုပ်ရှားလိုက်ပါတယ်။သူမဟာနှုတ်သီးနဲ့လိုက်ပေါက်နေမဲ့အစားပြင်းထန်တဲ့ခြေကန်ချက်တွေနဲ့အရှိန်ဟုန်ပြင်းစွာစတင်နှင်းချပါတော့တယ်။ထက်မြက်ပြီးတိကျလာတဲ့ခြေကန်ချက်တွေကငွေရဲ့ခေါင်းစီကိုသာတက်တက်ဥတီနေတာပါ။ကန်ချက်တစ်ချက်ချင်းစီဟာငွေရဲ့အယိုးတွေကိုကြေမွသွားစေနိုင်လောက်အောင်အားပြင်းလာပြီးနှက်ကလေးဟာငွေနဲ့အကွာအဝေးတစ်ခုကိုတေးသေးချာချာထိမ့်သိမ်းရင်းနောက်ကိုဆုပ်လိုက်ပြန်ခုန်ဝင်လိုက်နဲ့တိုက်ခိုက်နေတာဖြစ်ပါတယ်။ငွေဟောက်ကြီးကအကြိမ်ကြိမ်ရှေ့ကိုတိုးလို့ထပ်မံပေါက်ကွဲတိုက်ခိုက်ဖို့ကြိုးစားပေမဲ့လည်းငှက်ကလေးရဲ့ခြေထောက်တွေကပုံမိုသွက်လက်နေခဲ့ပါတယ်။ငွေဟောက်ကြီးအားအင်ကုန်ခန်းပြီးမလှုပ်ရှားနိုင်တော့တဲ့အထိငှက်ကလေးကအထက်ထက်အခါခါစက်တိုက်နင်းချေပစ်လိုက်ပါတယ်။နောက်ဆုံးမှာတော့မြခင်းပြင်ကျဲကြီးပေါ်ကအကြောက်ရွံ့ဆုံးငွေဆိုးကြီးဟာကိုခံပညာရှင်တယောက်လိုကျွမ်းကျင်စွာတိုက်ခိုက်တတ်တဲ့နှစ်တကောင်ရဲ့ရှေ့မောက်မှာတော့အရှုံးပေးလိုက်ရပါတော့တယ်ဗျာ။